တေးစစ်လို့ခေါ်တဲ့မျိုးသားတဦးဟာတစ်ချိန်ကတောင်ကိုရီးယားနိုင်ငံတော်လုံခြုံရေးအေဂျင်စီရဲ့အတော်ဆုံးအထူးတပ်ဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီးအမှားရလုံးဝမရှိတဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေကြောင့်လူသက်လက်နက်တစ်ခုလိုဖြစ်ခဲ့ပါတယ်။သူဟာနိုင်ငံအတွက်အလွန်အန္တရာယ်များတဲ့လျှို့ဝှက်စစ်စင်ရေးပေါင်းများစွာကိုအောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပေမဲ့ဒီလိုသွေးစွန်းနေတဲ့သူ့ရဲ့အလောက်ကပဲနောက်ဆုံးမှာတော့သူ့ဘဝကိုတစားစီဖျက်ဆီးပစ်ခဲ့ပါတယ်။မိသားစုဘဝလေးတစ်ခုကိုစတင်မှုပြင်ဆင်နေတဲ့တေးစစ်ဟာသူ့ရဲ့ဇနီးတင်တဲ့သူဈေးဝယ်ထွက်လာခဲ့ပေမဲ့အဲ့ဒီနေ့ဟာတေးစစ်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့ပါတယ်။သူ့ရဲ့အတိတ်ကရန်ညှိုးတွေကြောင့်သူ့နောက်ကိုအရေးလိုလိုက်နေတဲ့သူ့အေးလူသက်သမားတယောက်ဟာရောက်လာခဲ့ပြီးတိုက်ခိုက်မှုတွေကတိတ်ကိုရက်ဆက်မြန်ဆန်လွန်လှပါတယ်။တေးစစ်ကိုယ်တိုင်အပြင်းထန်ဒဏ်ရာရပြီးလဲကျသွားခဲ့ပေမဲ့သူ့ခန္ဓာကိုယ်ကနာကျင်မှုဟာသူ့မျက်စိရှိတင်ဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ရဆိုးကြီးနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်ခဲ့ပါဘူး။သူအခြေအဆုံးဇနီးတဲ့နဲ့လူလောကတွေကိုရောက်လာဖို့အစာပြိုးနေတဲ့သူတို့ရဲ့ရင်သွေးလေးဟာသူ့မျက်စိရှိမှတဲ့အသက်ပြောက်ကွယ်သွားခဲ့ရပါတယ်။အပြစ်ရှိသလိုခံစားမှုတွေနဲ့အဆုံးမဲ့နောင်တတရားတွေကြားမှာနှင်မောသွားခဲ့တဲ့တေးစစ်ဟာလောကကြီးကနေအပီးတိုင်ပြောက်ကွယ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီးရရှိခဲ့တဲ့စုရစိတ်တွေနဲ့အတိတ်ကနာမည်ကုန်သတင်းတွေကိုဆွန့်လွတ်ကာမြို့ရဲ့အမှောင်မိုက်ဆုံးတဲ့လူသူအရောက်ပေါက်အ ਨੇ ဆုံးတောင်းကြကြနေရာလေးတစ်ခုမှာအပေါင်စံလေးတစ်ခုကိုဖွင့်ရင်ပုံအောင်နေထိုင်ခဲ့ပါတယ်။ကိုနှစ်တိုင်တိုင်သူဟာအသက်သာရှူနေပြီးဝိညာဉ်မရှိတဲ့လူသေးတစ်ယောက်လိုဖြတ်တန်းခဲ့ပါတယ်။ဒီလိုထိကျဆန်တဲ့သူ့ဘဝလေးတွေကိုနှိမ့်တန်းရောက်လာပြီးပြင်ပလောကနဲ့ဆက်သွယ်လုပ်ပေးနေသူကတော့ဆိုမီလို့ခေါ်တဲ့အိန္ဒိယကလေးမလေးပဲဖြစ်ပါတယ်။ဆိုမီကသူ့ကိုတငယ်ချင်းတယောက်လိုသဘောထားပြီးသူ့ရဲ့နေ့စဉ်အကြောင်းတွေကိုလာရောက်ဖောက်တယ်ချတတ်ပါတယ်။တေးစစ်ကဂီယိုမဆိုင်လို့နေတတ်ပေမဲ့လည်းဆိုမီဘိုက်စာတယ်လို့ပြောလိုက်တာနဲ့ချက်ချင်းထမင်းခူးကျွတ်တဲ့ထိတန်ရောစင်ရှိပါတယ်။ဆိုမီရဲ့မိခင်ဖြစ်သူကကလပ်တစ်ခုမှာအကမဲ့လုပ်ပြီးရှုပ်ပွေတဲ့ဘဝတစ်ခုကိုဖျက်ဆီးနေရတဲ့အတွက်သားမိနှစ်ယောက်စလုံးဟာပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှုကိုခံနေရပါတယ်။မိခင်ကဆိုမီကိုတေးစစ်နဲ့မပတ်သက်ဖို့တင်းတင်းကြပ်ကြပ်တားမြစ်ပေမဲ့လည်းဆိုမီကတော့လုံးဝဂီယိုမဆိုင်ခဲ့ပါဘူး။ဒီနေ့မှသူတို့ထမင်းစားရင်စကားပြောနေတော့ဆိုမီရဲ့မိရုတ်တရက်ရောက်လာတဲ့အတွက်အမေတန်ကြားရတဲ့ဆိုမီလည်းချက်ချင်းပုံလိုက်တာကြောင့်တေးစစ်ကတကားတော့ဖွင့်ပေးပြီးဆိုမီဒီမှာမရှိဘူးလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာတေးစစ်ကဆိုမီစားနေတဲ့ထမင်းပကံကိုစတောင်းနဲ့လှမ်းတွန်းပေးလိုက်ပြီးဆိုမီကလည်းချက်ချင်းဖမ်းယူကဝတ်ထားလိုက်ပါတယ်။တကားဖွင့်လာချိန်မှာတော့တေးစစ်တယောက်ရဲ့ထမင်းစားနေလို့ထင်သွားခဲ့ပြီးမိခင်ဖြစ်သူလည်းပြန်လှည့်ထွက်သွားခဲ့ပါတယ်။ပြဿနာတွေရဲ့အစားကတော့ဆိုမီရဲ့မိခင်ဖြစ်သူဟီဂျုံကမောင်ခိုကိုင်းတစ်ခုရဲ့ကိစ္စတွေကိုဝင်ပါမိရာကလည်းစတင်ပါတယ်။တညမှာရဲတွေကကလပ်တစ်ခုမှာမောင်ခိုသမားတွေကိုဖမ်းဖို့စောင့်ကြည့်နေချိန်အစီအစဉ်တိုင်းပဲမူးရစေးပါတဲ့အိတ်တလုံးကင်ထားတဲ့လူတစ်ယောက်ဝင်လာခဲ့ပြီးဝယ်မဲ့လူကိုစောင့်နေခဲ့ပါတယ်။ရဲတွေကအယောင်းဝယ်လုံးမဲ့အချိန်ကိုစောင့်ပြီးဖမ်းဖို့အစဉ်သင့်ပြင်ထားပေမဲ့အချိန်တွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။အယောင်းဝယ်လုံးမဲ့လူအဝေးလဲကန်းလဲကိုဝင်သွားချိန်မှာအမောင်လေးကလည်းလျှက်စစ်ရှော့တိုက်တဲ့လက်နက်နဲ့အတိုက်ခိုက်ခံလိုက်ရပြီးတိုက်ခိုက်သူကအခြားလူမဟုတ်ပဲဆိုမီရဲ့မိခင်ဟီဂျုံဖြစ်နေပါတယ်။သူမကမူရစေးတွေကိုယူပြီးလွတ်မြောက်သွားချိန်အပြင်မှာတော့ရဲတွေဝင်ဖမ်းလိုက်ခါလူမိုက်ကအနားမှာရှိတဲ့ပန်းဝန်းကြီးကိုမပြီးရဲတွေကိုပြန်ခုခံပါတယ်။လူဝင်အားမများပေမဲ့အတော်လေးတောင်းခံနိုင်ခဲ့ပြီးနောက်ဆုံးတော့ရဲရရှိကဝိုင်ပလင်းနဲ့ရိုက်ခွဲပြီးမှသာအဲ့ဒီလူကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့အိတ်ထဲမှာတက်တိကန်ပစ္စည်းမရှိတော့တာကြောင့်ရဲတွေကသူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ဒီကိစ္စကြောင့်မောင်ကိုကိုင်းကောင်းဆောင်ဦးမြောင်ကူကဒေါသတကြီးနဲ့သူ့ရဲ့ညာလျုံမန်ဆော့ကိုဆဲဆိုချိန်မောင်းနေပါတယ်။သူ့နယ်မြေမှာလာဆန်းတဲ့သူကိုချက်ချင်းရှာဖို့မရှာနိုင်ရဲ့မန်ဆော့ပါဝင်တကိုင်းလုံးကိုအပိုင်းပိုင်းခုတ်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဟီဂျုံတို့စုံတွေကတော့ပစ္စည်းတွေကိုရောင်းပြီးငွေခွဲဖို့အတွက်ညှင်းခုန်နေကြပါတယ်။ကောင်လေးက80-20ခွဲဖို့ပြောပေမဲ့ဟီဂျုံက90%ပေးဖို့အတွက်တောင်းဆိုနေပါတယ်။ကောင်လေးကဒေါသထွက်ပေမဲ့လည်းပစ္စည်းပဲမှာဝတ်ထားလဲဆိုတာကိုဟီဂျုံပဲသိတဲ့အတွက်ဘာမှမလုပ်နိုင်ပဲအိမ်ကိုဖျက်ဆီးပြီးထွက်သွားခဲ့ပါတယ်။စင်ញင်းနဲ့ဟီဂျုံဟာတမီးဖြစ်သူရှိနေတာတော့ဂယုမဆိုင်ပဲမူရစီဝါကိုတုံးဆွဲပါတော့တယ်။အဲ့ဒီအတန်တွေကိုမခံစားနိုင်တဲ့ဆိုမီလေးဟာတေးစစ်ရဲ့အပေါင်ဆိုင်ကိုပြေးလာခဲ့ရပြီးတေးစစ်ကလည်းဘာမှမမေးပဲသူ့ခန်းထဲမှာပေးအိတ်ခါသူ့ကိုယ်တိုင်အပြင်ကိုထွက်နေပြီးခဲ့ပါတယ်။နောက်နေ့မနက်တေးစစ်ပြန်လာတော့ဆိုမီမရှိတော့ပဲကျေးဇူးတင်ကြောင်းစာလေးတစ်စောင်ကိုခြံထားခဲ့ပါတယ်။အဲဒီနေ့ကတေးစစ်အတွက်အရန်လေးလံတဲ့နေ့တစ်နေ့ဖြစ်ပြီးဘာလို့လဲဆိုတော့သူဇနီးတဲ့တည်ဆုံးခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။အိမ်ပြန်လာမှဆိုမီတယောက်ရဲတွေနဲ့အမျိုးသမီးတဦးကြားမှာရန်ဖြစ်နေတာကိုသူတွေးလိုက်ရပါတယ်။အမျိုးသမီးကဆိုမီကိုသူ့အိတ်ခိုးတယ်လို့ဆွဆွဲနေပြီးဆိုမီကညင်းနေလိုက်ကရဲတွေကကလေးဖြစ်နေလို့မိဘတွေကိုခေါ်ခိုင်းတဲ့အခါဆိုမီကအနားရောက်လာတဲ့တေးစစ်ကိုလက်ညှိုးထိုးပြီးသူကသမီးရဲ့အဖေပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တေးစစ်ကဆိုမီကိုလုံးဝမသိချင်အောင်ဆောင်ပြီးလက်ထပ်သွားခဲ့တာမို့ဒီလိုရက်ကကလေးမလေးရဲ့နှလုံးသားကိုအချင်းချင်းကွဲကြည့်သွားစေခဲ့ပါတယ်။ကုန်းစုံဆိုင်တစ်ဆိုင်ကိုရောက်လာတဲ့အခါတေးစစ်ဟာဆိုမီပစ္စည်းခိုးနေတာကိုမြင်သွားခဲ့ပါတယ်။တေးစစ်ကခိုးထားတဲ့ပစ္စည်းဘုတ်ကိုရှင်းပြဖို့လုပ်နေပေမဲ့ဆိုင်ရှင်ဖိုးကြီးကပိုက်ဆံကိုလက်မခံပဲဆိုမီလေးဒီဆိုင်မှာခဏခဏခိုးနေတာကိုသူ့ကိုယ်တိုင်သိလို့ပဲဖြစ်ပါတယ်။အဖိုးကြီးကဆိုမီလေးဟာအခြားလူတွေရဲ့ဂီယူဆိုင်မှုကိုလိုချင်လို့အခုလိုလုပ်နေတာဖြစ်ကြောင်းနားလည်ထားပြီးတေးစစ်ကိုလည်းအားလက်တဲ့အခါဆိုမီလေးကိုပြင်ခေါ်သွားပေးဖို့အတွက်အကြံပေးလိုက်ပါတယ်။အဲဒီနောက်လမ်းသွယ်လေးတစ်ခုထဲမှာတော့ငိုနေတဲ့ဆိုမီလေးနဲ့တေးစစ်တို့ပြန်ဆုံကြပါတယ်။ဆိုမီကသူ့ရဲ့ MP3 လေးကိုပြန်ပေးဖို့တောင်းဆိုခဲ့ပြီးသူမရဲ့ကံကောင်းစေတဲ့ကပ်ပြားလေးနဲ့တောင်လဲလှယ်ဖို့အတွက်ဆန္ဒရှိကြောင်းပြောလိုက်ပါတယ်။သူမထွက်မသွားခင်မှာတော့သူမကိုလှိလို့ရှုခဲ့တဲ့တေးစစ်ကိုအရန်စိတ်ပြတ်မိကြောင်းဒါပေမဲ့သူမတေးစစ်ကိုမမုန်းကြောင်းပြောလိုက်ပါတယ်။ဆိုမီလေးရဲ့ခံယူချက်ကတော့သူမသာတရားရောက်ကိုမုန်းလိုက်ခဲ့ရင်ဒီလောကကြီးမှာသူမသဘောကျရတဲ့လူဆိုတာဘယ်တော့မှရှိလာမှာမဟုတ်တော့ဘူးဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဒါပေမဲ့အပြစ်ကင်းတဲ့ကလေးမလေးအိမ်ပြန်လမ်းမှာကြောက်မက်ဖွယ်ဖြစ်ရဲ့ဆိုကြီးကစောင့်ကြိုနေခဲ့ပါတယ်။
လူမိုက်ခိုင်းကသူမအမေကိုခြေအားခံမိသွားပြီးပစ္စည်းတွေကိုပြန်ယူဖို့ရောက်နေကြကတကားဖွင့်လိုက်တာနဲ့ဆိုမီလေးတွေ့လိုက်တာကသူမအမေကိုကျိုးတုပ်ပြီးရဲရဲဆက်ဆက်နှိပ်စက်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အဲ့နောက်လူမိုက်တယောက်ကဆိုမီလေးရဲ့မျက်လုံးကိုအုပ်လိုက်ပြီးဒီရက်ဆက်တဲ့မြင်ကွင်းကိုမကြည့်ရအောင်လို့လုပ်ပေးထားတာပဲဖြစ်ပါတယ်။နာကျင်မှုတန်ကိုမခံနိုင်တဲ့အဆုံးမိခင်ဖြစ်သူဟာသူခိုးလာတဲ့ပစ္စည်းကိုတေးဆေးရဲ့ဆိုင်မှာပေါင်ထားတဲ့အိတ်ထဲမှာထည့်ထားကြောင်းဝန်ခံလိုက်ရပါတယ်။တေးဆေးအိမ်မရောက်ချိန်မှာသူ့အခန်းတော့ဖျက်ဆီးခံရတာကိုတွေ့လိုက်ရတာကြောင့်ရိုးရိုးတခိုးတွေလိုထင်ပြီးသူ့ပဆိုင်အိတ်ကိုပေးလိုက်ပေမဲ့လူမိုက်တွေကလှောင်ရပြီးဓာတ်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့တေးဆေးကမျက်စိတမိတ်တွင်းမှာပဲဓာတ်ကိုလူယူပြီးလွှင့်ပစ်လိုက်ပါတယ်။ဒီချင်းတွေကိုမြင်တော့နောက်တစ်ယောက်ကဝင်တိုက်ခိုက်ပေမဲ့တေးဆေးရဲ့လက်သီးတစ်ချက်ထင်းတဲ့ကျမ်းမြော်ပေါ်မှာသတိလစ်သွားခဲ့ပါတယ်။အချင်းလေးမဟန်တာကိုတီးသွားတဲ့အပြင်ကဂိုင်းကောင်းဆောင်ကသူတို့ရဲ့အတော်ဆုံးလက်မယုံလူသက်သမားကိုဆေလွတ်လိုက်ပေမဲ့အဲ့ဒီလူကဝင်တိုက်ခိုက်မဲ့စာတေးစစ်ကိုဖုန်းတစ်လုံးလှမ်းပေးလိုက်ပြီးဖုန်းထဲကဂိုင်းကောင်းဆောင်ကအပေါင်ခံထားတဲ့အိတ်ကိုပြန်တောင်းပါတယ်။အစားကတေးစစ်ညင်းပေမဲ့ဖုန်းထဲကနေဆိုမီလေးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။တာမီနီအလုံးဒါဇကန်ဖြစ်နေပြီဆိုတော့တီးလိုက်ရတဲ့အတွက်တေးစစ်ကအိတ်ကိုချက်ချင်းပြန်ပေးလိုက်ပေမဲ့ပစ္စည်းရတာနဲ့လူမိုက်တွေဟာဆိုမီနဲ့အမေဖြစ်သူကိုကားပေါ်ဆွဲတင်ပြီးမောင်းပြေးသွားကြပါတယ်။တေးစစ်တယောက်ကားနောက်ကိုအစွမ်းကုန်ပြေးလိုက်ပေမဲ့မမီတော့ပဲရဲတွေကိုတိုင်ပေမဲ့လည်းအရင်မူးပြီးရစ်နေတဲ့လူလိုထင်သွားတာကြောင့်ဒီကိစ္စကိုသူကိုယ်တိုင်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။လူမိုက်တွေချန်ထားခဲ့တဲ့ဖုန်းကနေတစ်ဆင့်ဂိုင်းကောင်းဆောင်ကတေးစစ်ကိုအပေးယူလုပ်လိုက်ပါတယ်။ပစ္စည်းတွေကိုလုံခြုံတဲ့နေရာတစ်ခုကိုပို့ပေးရင်တာမီနီယောက်ဆုံးကိုအသက်ရှင်နဲ့ပြန်တွေ့မယ်ဆိုတဲ့အပေးယူပဲဖြစ်ပါတယ်။ဆိုမီတို့ရဲ့အသက်အန္တရာယ်အတွက်တေးစစ်ဟာသူ့တဲနေတာတရားမဝင်မှုရဲ့စေဝါတွေမှတိတိရနဲ့ဂိုင်းကောင်းဆောင်ခိုင်းတဲ့အတိုင်းကိုလုပ်ခဲ့ပါတယ်။ဘူတာယုံကနေပစ္စည်းတွေကိုယူပြီးကောက်ကွင်းတစ်ခုစီကိုပို့ဖို့သွားခဲ့ကအဲ့ဒီနေရာကိုရောက်တာနဲ့တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်အောင်ဓာတ်တစ်ချောင်းကိုဖက်နှက်ထဲမှာဝတ်ထားလိုက်ပါတယ်။ပစ္စည်းလက်ခံမဲ့အိုမြောင်ကိုကတေးစစ်ကိုတရုတ်လူမျိုးလိုထင်ပြီးတရုတ်လိုနှုတ်ဆက်နေပေမဲ့တေးစစ်ကစကားဖို့တွေပြောမနေပဲပစ္စည်းကိုပေးလိုက်ပြီးဆိုမီတို့ကိုပြန်လွှတ်ပေးဖို့ပဲတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကဒါကမန်စောညီကိုတွေရဲ့ထောင်ချောက်ဆိုတာပဲဖြစ်ပါတယ်။သူတို့ကပြန်ဘက်အိုမြောင်ကိုရှင်းပစ်ဖို့ရဲတွေကိုကြိုပြီးသတင်းပေးခဲ့တာဖြစ်ပြီးရဲကားအတန်ကြားလိုက်ရချိန်မှာမန်စောတို့စီကလှောင်ပြောင်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်ရှိလာခဲ့ပါတယ်။ဒေါသထွက်သွားတဲ့အိုမြောင်ကိုကတေးစစ်ကိုဝိုင်းရိုက်ပြီးအပေါ်တက်ကနေပစ်ချခိုင်းခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲအောက်ကပိုက်ကွန်ပေါ်ကျသွားလို့တေးစစ်အသက်ရှင်ခဲ့ပါတယ်။အထဲမှာတော့ရဲတွေနဲ့လူမိုက်တွေအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေပြီးအိုမြောင်ကိုကထွက်ပြေးဖို့ကြိုးစားပါတယ်။သတိပြန်ရလာတဲ့တေးစစ်ဟာဆိုမီတို့ကိုဖမ်းထားတဲ့လူလိုထင်ပြီးထွက်ပြေးမဲ့အိုမြောင်ကိုရဲ့ကားကိုသူ့ကားနဲ့ဝင်တိုက်ပစ်လိုက်ပါတယ်။ကားပြတ်သွားလို့အိုမြောင်ကိုထွက်ပြေးသွားချိန်မှာတေးစစ်ကကားနောက်ဖုံးကိုဖွင့်ကြည့်လိုက်ရမှာတော့တွေးလိုက်ရတဲ့မြင်ကွင်းကတေးစစ်ကိုသွေးပြတ်သွားစေခဲ့ပါတယ်။ကားနောက်ဖုံးထဲမှာမောင်ကိုကိုင်းရဲ့ရဲရဲဆက်ဆက်ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုထုတ်ယူရောင်းစားခံထားရတဲ့ဆိုမီရဲ့မိခင်ရဲ့အလောင်းကိုတွေးလိုက်ရလို့ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲရဲတွေရောက်လာခဲ့ပြီးတေးစစ်ကိုလူသက်တရခံနေနဲ့ဖမ်းဆီးသွားပါတော့တယ်။ရဲစခန်းရောက်တော့စုံစမ်းစစ်ဆေးမှုတွေအရတေးစစ်ဟာမူရစ်ဆေးဝါးရာဇဝင်လုံးဝမရှိတဲ့တာမန်လူတစ်ယောက်ဖြစ်ပေမဲ့ထူးဆန်းတာ1999ခုနှစ်ကနေ2006ခုနှစ်ထိသူ့ရဲ့မှတ်တမ်းအားလုံးဟာနိုင်ငံတော်အဆင့်အနေနဲ့လှည့်ဝက်ထားတာကိုတွေ့လိုက်ရပါတယ်။ဆွန်တော့တွေကအတင်းကျပ်ဆင်မေးပြီးဟီဂျုံရဲ့ရက်ဆက်စွာတပ်ဖြတ်ခံရပုံတွေကိုပြောပြပေမဲ့တေးစစ်ကတော့ဘာတခုမှမဟပဲတိတ်ဆိတ်နေခဲ့ပါတယ်။တကယ်တော့သူ့စိတ်ထဲမှာလူမိုက်တွေကဆိုမီလေးကိုဘယ်တော့ရဲရဲဆက်ဆက်နှိပ်စက်နေမလဲဆိုတဲ့အတွေးတွေနဲ့ပူလောင်နေတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆိုမီလေးပေးခဲ့တဲ့အမောင်ရံတွေကသူရဲကောင်းကပ်ပြားလေးကိုတွေ့လိုက်ရပြီးအဲ့ဒီအချိန်လေးမှာပဲသူ့စိတ်ထဲကပြောင်းပြန်ဆန်နေမှုတွေအားလုံးကရက်တန့်သွားကပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းကိုပဲအာရုံစိုက်လိုက်ပါတော့တယ်။ရဲတွေထမင်းလာဖို့တဲ့ချိန်ကိုခွင်ကောင်းယူပြီးလက်ထက်ကိုဖြုတ်ကရဲစခန်းတွေကနေထွက်ပြေးပါတော့တယ်။ရဲတွေ CCTV ကနေကြည့်လိုက်ရတဲ့မြင်ကွင်းကအံ့ဩမင်သက်စရာကောင်းနေခဲ့ပြီးတေးစစ်ဟာရဲတပ်ဖွဲ့ဝင်တွေအားလုံးကိုမိနစ်ပိုင်းအတွင်းမှာပဲမြေပြင်ပေါ်လှည့်သိပ်ပစ်နိုင်ခဲ့ပါတယ်။လျှက်စီးလို့မျက်စံပြီးတိမ်မင်းတက်မလို့ရက်ဆက်ပြတ်သားတာကြောင့်ဒါဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာသိတဲ့အတွက်တေးစစ်ရဲ့အချက်လက်တွေကိုစုံစမ်းလို့မရတဲ့အစုံရဲတွေကနိုင်ငံတော်လုံခြုံရေးကိုချိန်ချောက်နေတဲ့ဆိုပြီးသတင်းအတူရောက်နေလွှင့်ကမျိုးသားထောင်လှမ်းရေးစီကနေသူ့ရဲ့လျှို့ဝှက်ဖိုင်ကိုဖွင့်ကြည့်နိုင်ခဲ့ပါတယ်။ဒီချိန်မှာဟီဂျုံရဲ့ချစ်သူကောင်းလေးလဲမန်စောတို့ကိုင်းရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးတေးစစ်အကြောင်းကိုသတင်းမေးပေမဲ့သူဘာမှမသိတဲ့အတွက်ရဲရဲဆက်ဆက်အသက်ခံလိုက်ရပါတယ်။တေးစစ်ကတော့ဆူမီလေးကိုလက်ရှာဖို့ထွက်လာပေမဲ့သူမသိခဲ့တာဆူမီလေးဟာကြောက်စရာကောင်းတဲ့ကလေးတစ်ခုအင်္ဂါစေပိုင်းမောင်ကိုကူးတဲ့အဖွဲ့စီကိုရောက်နေခဲ့ပြီးအခြားသောကြောက်လန့်နေတဲ့ကလေးတွေနဲ့အတူအမောင်ကန်းတစ်ခုထဲမှာပိတ်လောင်ခံထားရတာပဲဖြစ်ပါတယ်။ရဲစခန်းမှာလှည့်ဝက်ထားတဲ့တေးစစ်ရဲ့ဖိုင်ကိုအောင်မြင်စွာဖွင့်ကြည့်လိုက်နိုင်တဲ့အချိန်မှာတော့စုံတော့တွေအားလုံးပါစပ်အဟောင်းသားနဲ့အံ့ဩမင်သက်သွားခဲ့ရပါတယ်။တေးစစ်ဆိုတာတာမန်လူတယောက်လုံးဝမဟုတ်ပဲသူဟာနိုင်ငံတော်ထောက်လှမ်းရေးရဲ့အတော်ဆုံးထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်နေခဲ့ပါတယ်။ဇနီးတဲ့တေဆုံးခဲ့ရတဲ့ကြေကွဲပွဲကားအက်ဆီဒန့်နောက်ပိုင်းမှာမှအလောက်ကနေထွက်ပြီးလူလုံးလုံးဝဖျောက်ခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာပဲတေးစစ်ဟာမန်စောရဲ့ညီဂျုံစောစီကိုဖုန်းရောင်းခဲ့တဲ့သူကိုခြေရာခံမိသွားပါတယ်။ဂျုံစောကိုရှာတွေ့ဖို့ဆိုရင်ဒီနေရာကနေစတင်ရမှာဖြစ်ပြီးအစာပိုင်းမှာအဲ့ဒီလူကလုံးဝမပူပေါင်းပဲသူ့လူမိုက်တွေခေါ်ကာတေးစစ်ကိုရိုက်နှက်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့တေးစစ်ကစကားတွေအများကြီးပြောမနေပဲလက်တွေပဲလှုပ်ပြလိုက်ကာလှုပ်ရှားမှုအနှဲငယ်နေတဲ့လူမိုက်တွေအားလုံးကိုတယောက်ပြီးတယောက်လွယ်လွယ်ကူကူပဲမြေပြင်ပေါ်လှည့်သိပ်ပစ်လိုက်ပါတယ်။ဒီချင်းတွေကိုမြင်တော့ဆိုင်ရှင်ကဓာတ်ဆွဲထုတ်လာပေမဲ့တေးစစ်ကကျန်းရောဘောကဓာတ်တစ်ချောင်းကိုကောက်ယူလိုက်ပြီးအဲ့ဒီလူရဲ့မျက်နှာဘေးကိုတိတိလေးကပ်ပြီးပေါက်ပြလိုက်ပါတယ်။အသက်အန္တရာယ်ကိုလက်တကန်းကနေမြင်လဲရတဲ့အဲ့ဒီလူဟာကြောက်လန့်တကြားနဲ့ဂျုံစောရဲ့သတင်းတွေအားလုံးကိုပြောပြလိုက်ရပါတော့တယ်။ဂျုံစောတို့ညီကိုဟာတရားဝင်ဝယ်လို့မရတဲ့လူခန္ဓာအစိပ်ပိုင်းတွေကိုမှောင်ခိုရောင်းစားနေသူတွေဖြစ်ကြောင်းဖွင့်ရပြောပြလိုက်ပြီးလေးစားကတ်တစ်ခုကိုလည်းပေးလိုက်ပါတယ်
တရင်ရချင်းမှာပဲတေးစစ်နဲ့သူ့ရဲ့လုပ်ပေါ်ကိုင်ပဲဟောင်းတူတို့ဟာအဲ့ဒီနေရာကိုထွက်လာခဲ့ကြပါတယ်ကလပ်ကိုရောက်တဲ့အခါသူတို့နှစ်ယောက်တာဝန်ခွဲလိုက်ကြပြီးတေးစစ်ကတယောက်ထဲထဲကိုဝင်သွားပါတယ်ဒလီကားထဲမှာဂိုင်းကောင်းဆောင်အကိုဖြစ်သူမန်စောနဲ့ဆုံပေမဲ့တယောက်မျက်နှာတယောက်မသိကြတဲ့အတွက်ဘာမှဆက်ပြီးမဖြစ်ခဲ့ကြပါဘူးအခြားတစ်ဖက်မှာတော့တေးစစ်ရဲ့မိတ်ဆွေကမောင်ခိုဈေးကွက်ကလူဝဲလက်တူဟန်ဆောင်ပြီးလူမိုက်တွေနဲ့တွေ့ဆုံကတေးစစ်တို့တိကျတဲ့နေရာကိုသတင်းပေးခဲ့ပါတယ်တေးစစ်ရဲ့ရောက်ချင်းမှာပဲလူမိုက်တူကိုလက်သီးတစ်ချက်တည်းနဲ့သတိလစ်အောင်ထိုးချလိုက်ရာကြံတယောက်မှာကြောက်လန့်ပြီးဖြူဖက်ဖြူရောဖြစ်သွားပါတော့တယ်သူထွက်ပြေးခြင်းပေမဲ့နောက်ကျသွားခဲ့ပြီးတေးစစ်ကသူ့လက်ဘင်းကိုဓာတ်နဲ့ထောက်ကဆိုမီဘယ်မှာရှိလဲဆိုတာကိုအတင်းကျပ်မေးပါတော့တယ်ဒါပေမဲ့ဒီကောင်ကအောက်ခြေကလူမိုက်တယောက်သားဖြစ်လို့ဆိုမီရဲ့နေရာကိုအတိအကျမသိပဲဂျုံစော့ညီကိုတွေသာသိနိုင်မှာဖြစ်ပြီးသူကနေရာပြဖို့လုပ်နေတော့မှပဲသူတို့ရဲ့ကျွမ်းကျင်လူသက်သမားရိုဝမ်ကကျူးကျော်သူရှိနေတာကိုရိပ်မိသွားပါတယ်သူတို့နေရာမျက်နှာချင်းဆိုင်မိတာနဲ့တပြိုင်နက်လူသက်သမားကတနက်နဲ့ပစ်ချလိုက်တာကြောင့်တေးစစ်ဖမ်းမိထားတဲ့လူမိုက်နေရာမှာလည်းပွဲချင်းပြီးတည်ဆုံသွားခဲ့ပြီးတေးစစ်ကလည်းရေချိုးခန်းထဲကိုလျှက်ရည်ပြက်ဝင်ပုံလိုက်ပါတော့တယ်လူသက်သမားကတေးစစ်ကိုတပ်ဖို့အတွက်အိမ်သားတကားတွေကိုပါမကြံတနက်နဲ့စတိုက်ပစ်ခတ်နေတာကြောင့်တကားတစ်ခုပွင့်လာချိန်မှာထဲမှာမင်းကလေးတယောက်သာရှိနေခဲ့ပါတယ်လူသက်သမားအာယုံလဲသွားတဲ့အဲ့ဒီတစ်စက္ကန့်လေးမှာပဲတေးစစ်ကအမောင်တွေကနေခုန်ထွက်လာပြီးဝင်လုံးပါတော့တယ်။နှစ်ယောက်သားအင်အားချင်းကျွမ်းကျင်မှုချင်းမျှတလုံးတဲ့အတွက်အကျိန်နဲ့တိုက်ခိုက်ကြရပေမဲ့ကံမကောင်းစွာနဲ့ပဲတေးစစ်တယောက်တနက်ထိမှန်သွားခဲ့ပါတယ်။နာကျင်မှုကိုကျိမ်းမဲ့ခံပြီးလူသက်သမားကိုလှဲချနိုင်ခဲ့ပေမဲ့အဲ့ဒီလူကအပြင်ဘက်ကလူအုပ်ကြီးတဲ့ကိုဝင်ပြီးထွက်ပြေးသွားပါတယ်။အပြင်ရောက်တော့လေသူတို့နှစ်ဦးဟာတယောက်ကိုတယောက်မျက်ခြေအပြတ်မခံကြပဲလက်နက်ကိုစီနဲ့ထက်ချဖို့အစင်းသစ်ဖြစ်နေချိန်မှာပဲမန်စောရောက်လာပြီးတားလိုက်ပါတယ်။မန်စောကတေးစစ်စီကိုဖုန်းတစ်လုံးလှမ်းပစ်ပေးခဲ့ပြီးရဲတွေရောက်လာပြီးဖြစ်လို့သူ့လူတွေကိုခေါ်ကားနဲ့ထွက်ပြေးသွားပါတော့တယ်။နောက်တစ်ချိန်မျက်ခြေပြတ်သွားတဲ့အတွက်တေးစစ်လွန်ဒေါသထွက်သွားခဲ့ကလမ်းပေါ်ကကားတစ်စီးကိုအတင်းလူယူပြီးသူတို့နောက်ကိုလိုက်ရင်းနဲ့ခုနကဖုန်းနံပါတ်ကိုခေါ်လိုက်ပါတယ်။မင်းတို့ဆိုမီကိုဘာလို့လိုက်ပြီးလဲလို့တေးစစ်ကမေးတော့မန်စောကခနဲ့တက်လှောင်ရရင်းနဲ့ကလေးကထမင်းသိချာမစားလို့အတွင်းကကလီစာတွေကစံချိန်မမီတော့ပေမဲ့သူ့ရဲ့မျက်လုံးလေးတွေကတော့အကောင်းဘက်ကတိပဲလို့ဖြေလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတော့တေးစစ်ရဲ့ဒေါသကအမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပြီးမင်းတို့လိုကောင်တွေကမနှက်ပြန်တော်ပဲတက်ရှင်ကြတာဖြစ်ကြောင်းနဲ့မနှက်ပြန်တော်ပဲတက်ရှင်တဲ့ကောင်တွေကငါတို့ဒီလေးတရက်ထွက်ပဲတက်ရှင်တဲ့ကောင်ကိုဘယ်တော့မှရှင်နိုင်မှာမဟုတ်ဘူးလို့ပြောကဖုန်းချလိုက်ပြီးတာနဲ့သူ့ဝမ်းဘက်ကတနက်တန်ရကအပြင်းထန်နာကျင်လာပါတော့တယ်။ဒီတိုင်းဆက်သွားရင်ဆိုမီလေးကိုသူမတွေ့ရခင်မှာပဲသူတည်ဆုံးသွားနိုင်တာကြောင့်သူ့ရဲ့အလုပ်ပေါ်ကိုင်မဟောင်းတူးစီကိုသွားခဲ့ပါတယ်။ဆရာဝန်ကကရိယာတွေကိုပိုးတက်ပြီးမေစေးတော့မတုံမဲ့တနက်ချီစံကိုခွဲထုတ်လိုက်တာကြောင့်တေးစစ်ရမျက်ရည်ကျလောက်အောင်ပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပေမဲ့ညီးစံတစ်ချက်လေးတော့မထွက်ခဲ့ပါဘူး။အဲ့ဒီမှာပဲတေးစစ်ရဲ့စိတ်ထဲမှာအရာအလုံးကိုဆွန့်လွတ်ပြီးအမှောင်ထဲမှာပုံအောင်နေခဲ့ရတဲ့အတိတ်ကကြည်ကွဲဝေရာတွေကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။မောင်မိုက်စွာဖြတ်တန်းခဲ့ရတဲ့နေရက်တွေကိုမျောလင်းချက်ရောင်ကြီးတလေးတွေယူဆောင်ပေးလာတာကဆိုမီလေးပဲဖြစ်တာကြောင့်ဘာတွေပဲပေးဆက်ရပါစေသူဆိုမီလေးကိုကယ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အားရင်နေပြန်လဲပြေဖြိုးလာတာနဲ့တေးစစ်ဟာစပင်းတွေကိုကိုယ်တိုင်တူတူညှက်ချလိုက်ပြီးတနက်တစ်လက်ကိုအစင်းသင်းပြင်လိုက်ပါတယ်။မထွက်ခွာခင်မှာရဲရဲစီကနေဖုန်းဝင်လာခဲ့ပြီးအမှန်တိုင်းဝန်ခံဖို့တောင်းဆိုခဲ့တာကြောင့်တေးစစ်ကမန်စောနဲ့ဂျုံစောတို့ညီကိုဟာဒီကိစ္စအားလုံးရဲ့နောက်ကကျူးကန်သူတွေဖြစ်ကြောင်းနဲ့မောင်ခိုလုပ်ငန်းတွေနဲ့လူသက်မှုတွေကိုသူတို့ပဲလုပ်ခဲ့တာဖြစ်ပြီးသူ့ကိုအပြစ်ပုံချခဲ့တာဖြစ်ကြောင်းရဲတွေကိုပြောပြလိုက်ပါတယ်။တေးစစ်ပေးတဲ့သတင်းတွေကြောင့်ရဲတွေကမနေ့ကဆိုမီလေးကို CCTV မှာမြင်တွေ့ခဲ့ရတဲ့နေရာကိုတေးစစ်ကိုပြန်လဲပြောပြလိုက်ပါတယ်။သတင်းစာတွေကိုလိုက်ရင်းနဲ့တေးစစ်ဟာဆိုမီကိုဖမ်းထားတဲ့နေရာကိုခြေရာခံမိသွားပြီးအဲ့ဒီနေရာကဂိုင်းသားတွေကသူတို့ရဲ့သားကောင်တွေကိုအသုံးမပြုခင်လှောင်ထားတဲ့စခန်းတစ်ခုပဲဖြစ်ပါတယ်။ကလေးတွေကိုမွေးစားခံရတော့မယ်လို့မျှော်လင့်ချက်တူတွေပေးပြီးလှည့်စားထားတာလည်းဖြစ်ပါတယ်။အဲဒီမှာဆိုမီလေးကသူမရဲ့နှွေးထွေးတဲ့မြစ်တာစိန်လေးနဲ့လူသက်သမားရိုဝမ်ရဲ့နှစ်ဖူးအတန်ရာကိုပလတ်စတာလေးနဲ့ကပ်ပေးလိုက်တာကြောင့်ဒီလိုသိငယ်တဲ့ဂယူးဆိုင်မှုလေးကသူ့ရဲ့လူသက်သမားကြီးကိုတော့ခဏတာလူသွားဆန်သွားစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရဲတွေကလူမတယောက်ကိုဖမ်းမိသွားပြီးမန်စောတို့ကိုင်းဘလို့အလုံးလုံးလဲဆိုတာကိုစစ်ဆေးပေါ်ပေါက်သွားခဲ့ပါတယ်။ဒီလူရဲမာတွေကကလေးတွေကိုအသုံးချပြီးရဲတွေမတင်ကအောင်မူးရစီဝါတွေကိုတိတ်ခိုင်းတာဖြစ်ပါတယ်။တေးစစ်ကဒီကလေးတွေကိုနောက်ရောက်ခံလိုက်ရင်ပြစ်မှတ်နဲ့နီးကပ်လာပေမဲ့လန်တော့မှာရဲတွေနဲ့ပတ်ပင်းထိုးပြီးအပြင်းအထန်လိုက်လံဖမ်းဆီးခံရလို့ကလေးတွေနဲ့မျက်စိပြက်လို့နေပါဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးပြတင်းပေါက်ကနေခုံချပြီးအာယုံလွှဲကသူတို့ရဲ့အဓိကပုံရစခန်းစီကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာတေးစစ်မြင်လိုက်ရတာကတော့ကလေးတွေကိုအစင်းငွေတွေပြည့်နေတဲ့ဓာတုဗေဒစက်ရုံထဲမှာနှာခေါင်းစည်းတောင်မတက်ပေးပဲအတင်းကျပ်ခိုင်းစီနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အထဲမှာဂျုံစော့ကိုမြင်လိုက်ရလို့သူနေရာမှရောက်လာပြီဆိုတော့ကိုချက်ချင်းတေချသွားခဲ့ပြီးပိုပြီးနဲ့နဲ့ရှင်းရှင်းဝင်သွားချိန်မှာတော့အင်မတန်ကြောက်မက်ဖွယ်ရကောင်းတဲ့ခွဲစိတ်ကန်တစ်ခုကိုတွေ့လဲရပါတယ်။အိုမြောင်ကုန်းနဲ့အခြားလူတယောက်ရဲ့အလောင်းတွေရှိနေခဲ့ပြီးအခုလည်းကလေးမလေးတယောက်ကိုခွဲစိတ်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုမဖြစ်ခင်မှာပဲတေးစစ်ကဝင်လာခဲ့ပြီးကလေးမလေးကိုကခွဲစိတ်ဆရာဝန်ကိုပစ်တက်လိုက်ပါတယ်။တနက်တန်ကြောင့်အလောင်းထွက်ကြည့်ချိန်မှာတေးစစ်ကလူစိုးတယောက်ကိုချက်ချင်းရှင်းပြလိုက်ပါတယ်။ဂျုံစောထိတ်လန့်ကြထွက်ပြေးဖို့ကြိုးစားပေမဲ့တေးစစ်ကသူ့ချက်ကိုတနက်နဲ့ပစ်ချလိုက်ကလဲကျသွားတဲ့ဂျုံစောကိုအခန်းထဲကိုဆွဲသွင်းပြီးခြေထောက်နဲ့နင်းထားလိုက်ပါတယ်။အခုတော့ဂျုံစောဟာတေးစစ်ရဲ့လက်ထဲကိုပြေးဝရောက်သွားခဲ့ပြီးသူ့ကိုဓာတ်စာကန်လုပ်ပြီးမန်ဆော့ကိုဖုံးဆက်ချက်ကင်ပါတယ်။ဆိုမီကိုဒီနေရာခေါ်မလာရင်မင်းကြီးအသက်ခံရမယ်လို့ပြောပေမဲ့မန်ဆော့ကလုံးဝဂူးမဆက်တာကြောင့်ဒေါသထွက်သွားတဲ့တေးစစ်ဟာတံမိုးပြည့်တဲ့တနက်နဲ့ဂျုံစောရဲ့ပေါင်ကိုပစ်လိုက်ပါတယ်။ဂျုံစောရဲ့အော်တန်ကြောင့်မန်ဆော့ဒေါသထွက်သွားခဲ့ပြီးဂျုံစောကိုချက်ချင်းမလွတ်ပေးရင်ဆိုမီကိုမျိုးလုံးဖောက်ထုတ်ပြမယ်လို့ချိန်ချောက်လိုက်ပါတယ်။ပြီးတော့မန်ဆော့ကအခန်းထဲပြန်လာဖို့ကားပေါ်တက်ပြီးသူ့လူတွေကိုပါဆိုမီကိုရှင်းပြဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတေးစစ်ကတော့ကလေးတွေပေါ်ပေးခဲ့တဲ့နာကျင်မှုမျိုးကိုဂျုံစောကိုယ်တိုင်မြည်ဆန်းခိုင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။
စီမီအိမ်လေးတစ်ခုကိုကျိုးနဲ့ချီက gas မွေးပိုက်တွေကိုဖွင့်ထားလိုက်လို့အခန်းတစ်ခုလုံး gas မွေးတွေပြည့်သွားတာကြောင့်ထိတ်လန့်နေတဲ့ဂျုံစောကဘာလို့မလုပ်လဲလို့မေးလိုက်ပါတယ်။တေးစစ်ကအဖြူအမှုန့်နေပါတဲ့အိတ်ကိုဓာတ်နဲ့ခွဲပြီးအမှုန့်တွေကျမ်းမြေပေါ်ကျနေချိန်မှာပဲထွက်သွားပါတော့တယ်။အိတ်ထဲကအမှုန့်တွေကုန်သွားတာနဲ့ကျိုးကပြတ်သွားပြီးမီးရင်ကျတော့မယ်ဆိုတော့ကိုဂျုံစောသိနေပါတယ်။ကျောင်းမဖွဲ့အဆုံးသက်ကသူ့စီကိုတက်တက်လာနေတာကြောင့်ဂျုံစောအကြောက်လွန်ပြီးအော်ဟစ်နေချိန်မှာပဲမီးရင်ပြုတ်ကျသွားပြီးဓာတ်ငွေတွေပြည့်နေတဲ့အခန်းဟာပြင်းထန်တဲ့ပောက်ကွဲမှုနဲ့တူအားလုံးပြာကျသွားပါတော့တယ်။တေးစစ်နဲ့ကလေးတွေကတော့အပြင်ကိုဘေးကင်းသွားနဲ့ရောက်နေပြီဖြစ်ပြီးသူတို့မိသားစုတွေစီကိုပြန်ရောက်အောင်လုပ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဆိုမီလေးကိုမြေအောက်ခွဲစိတ်ခန်းစီကိုခေါ်သွားကြပါတယ်။အဲဒီလူဟာသူမအမေကိုရဲရဲဆက်ဆက်ခွဲစိတ်ကြောင်စားခဲ့တဲ့သူဆိုတာကိုဆိုမီလေးသိသွားတာကြောင့်ဒီကြောက်စရာကောင်းတဲ့အမှန်တရားကိုလက်မခံနိုင်ပဲအော်ဟစ်ငိုယိုကအကူကြီးတောင်းပေမဲ့ဓာတုဆေးဆွတ်ထားတဲ့အဝင်းနဲ့နှာခေါင်းကိုအုပ်ခံလိုက်ရပြီးဆိုမီလေးသတိလစ်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲရဲတွေကကလေးတကူအဖွားကြီးရဲ့နေရာကိုဝင်စီးပြီးပိတ်လောင်ခံထားရတဲ့ကလေးတွေကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါအကြီးမားဆုံးမြေရောက်ကလေးတကူကန်ကြီးရဲ့ခိုင်လုံတဲ့သက်သေဖြစ်လို့အဖွားကြီးနဲ့အပေါင်းမအားလုံးကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ဒီအချိန်မှာတိစစ်တယောက်တည်းမန်ဆော့တို့ပေါနေတဲ့နေရာကိုဝင်စီးပါတော့တယ်။အဲဒီမှာလူမိုက်အမြောက်များကသူ့ကိုအဆုံးသတ်ဖို့စောင့်နေကြပေမဲ့တေးစစ်ရဲ့မျက်နှာမှာကြောက်ရွံ့မှုရိပ်အောင်လုံးဝမရှိခဲ့ပါဘူး။မန်ဆော့ကတေးစစ်ကိုစူမီနဲ့ဘယ်လိုပတ်သက်တာလဲလို့မေးတော့အိမ်နီးချင်းမှလို့ဖြေလိုက်ရာဒီအဖြေကိုလူမိုက်တွေကလှောင်ရေးကြပါတယ်။တေးစစ်ကစူမီဘယ်မှာလဲလို့ထပ်မေးလိုက်တာကြောင့်မန်ဆော့ကစူမီစီကနေယူလာတဲ့အရာဆိုပြီးဖန်ပလင်းအသေးလေးတစ်လုံးကိုတေးစစ်စီပစ်ပေးလိုက်ပါတယ်။ကလေးမလေးကသူ့မိကိုတွေးဖို့ကောင်းကင်ဘုံကိုရောက်သွားပေမဲ့မျက်လုံးမရှိလို့သူ့မိကိုမြင်ရမှာမဟုတ်ဘူးလို့လှောင်ပြောင်းလိုက်ပါတော့တယ်။လူမိုက်တွေရဲ့လှောင်ရည်တန်းတွေကြားမှာတေးစစ်တယောက်ဖန်ပလင်းလေးကိုကောက်ယူလိုက်ရင်တကိုယ်လုံးတစ်ဆက်ဆက်တုံယူလာခဲ့ပါတယ်။သူ့ဘဝရဲ့နောက်ဆုံးချက်နဲ့အရေးပါသောလူသားလေးကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုဟာဂလဲစားချင်စင်စိတ်အဖြစ်ကိုအသွင်ပြောင်းသွားခဲ့ပါတယ်။တေးစစ်တနက်ကိုဆွဲထုတ်ပြီးချက်ချင်းပစ်ခတ်လိုက်ရာလူမိုက်တွေအငိုင်းမိသွားပြီးကျန်တဲ့လူမိုက်တွေလည်းတနက်တွေဆွဲထုတ်ပြီးပြန်ပစ်ကြပါတော့တယ်။ပြစ်ခတ်မှုကအလွန်ပြင်းထန်ပေမဲ့တေးစစ်ကတော့ပလင်းလေးကိုအသေးလဲကာကွယ်နေပါတယ်။ပလင်းလေးကိုကောက်ယူဖို့အကာအကွယ်ပြင်ကိုထွက်လိုက်ရတဲ့အတွက်သူဟာအားလုံးရဲ့ပြစ်မှတ်ဖြစ်သွားခဲ့ပါတယ်။လူအိမ်ဟာအစမတန်ကွာခြားနေပေမဲ့လည်းသူ့ရဲ့နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့တဲ့ထူးတက်ဖွဲ့ဝင်စွမ်းရည်တွေကနိုးထလာကသူ့ကိုပြစ်နေတဲ့လူတွေအားလုံးကိုတယောက်ပြီးတယောက်လျှက်စီးလို့အမြန်လုံးနဲ့ပစ်ခတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့အသက်ရှစ်ကျန်ရည်သူနှစ်ယောက်ပဲရှိတော့ကအဲ့ဒီနှစ်ကတော့တေးစစ်နဲ့လူသက်သမားရိုဝမ်ပဲဖြစ်ပါတယ်။တိုက်ပွဲတွေဖြစ်နေချိန်မှာမန်ဆော့ကတော့ငွေတွေကိုအိတ်ထဲထည့်ပြီးထွက်ပြေးသွားခဲ့ပါပြီ။လူသက်သမားကတနက်ရှိနေပေမဲ့တေးစစ်နဲ့တရားမျှတသောရှင်းပြမှုဓာတ်ကိုပဲဆွဲထုတ်လိုက်ပြီးအစာပိုင်းမှာသူတို့နှစ်ယောက်ရဲ့စွမ်းရည်ဟာအကျိတ်နဲ့မျှတနေပေမဲ့နောက်ဆုံးမှာလည်းလူသက်သမားကတောင်ကျင်းထဲကိုရောက်သွားခဲ့ပြီးတေးစစ်ရဲ့လက်ချက်နဲ့ပဲအသက်ထွက်သွားခဲ့ပါတယ်။သူကိုရှင်းပြထားတဲ့တေးစစ်ဟာထွက်ပြေးသွားတဲ့မန်ဆော့ရဲ့နောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။ကားပါကင်မှာမန်ဆော့ရဲ့ကားပင်ကိုတနက်နဲ့ပစ်ဖောက်လိုက်လို့ကားကလဲထွက်သွားခဲ့ပါတယ်။ကားရဲ့သွားခြင်းမှာတေးစစ်ကဖြည်းဖြည်းချင်းရှောက်သွားခဲ့ပြီးတနက်နဲ့စက်တိုက်ပစ်ခတ်ပါတော့တယ်။မန်ဆော့လိုရက်ဆက်တဲ့ဘလူးကြီးဟာယခုလိုသေမင်းကိုမျက်မြင်ကိုယ်တွေ့လိုက်ရချိန်မှာတော့ကြောက်လန့်နေကြတုံရင်နေပြီးရဲကိုဖုံးဆက်ကူညီတောင်းပါတော့တယ်။ကြီးစံတွေကကားမှန်ကိုမဖောက်နိုင်တာကိုတွေ့တော့မန်ဆော့ကတေးစစ်ကိုလောင်ပြောင်နေခဲ့ပါတယ်။ကြီးကားမှန်ဖြစ်တဲ့အတွက်သူ့ကိုဘာမှလုပ်လို့မရပဲရဲလာဖမ်းတာကိုပဲစောင့်နေလိုက်တော့လို့အော်ပြောလိုက်ပါတယ်။တေးစစ်ကတနက်ကိုကင်ပြီးမှန်ရဲ့တနေရာတွေကိုပဲချိန်ရွယ်ကအချက်ပေါင်းများစွာဇက်တိုက်ပစ်ခတ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အချင်းချင်းပစ်ခတ်မှုကြောင့်ကြီးကားမှန်ပေါက်ထွက်သွားပြီးမန်ဆော့တယောက်သူ့ရဲ့အပစ်တွေထိုက်တန်တဲ့အဆုံးသက်ကိုပဲရရှိသွားခဲ့ပါတယ်။ဆိုမီလေးမရှိတော့တဲ့လောကကြီးမှာတေးစစ်ဆက်လက်အသက်ရှင်ဖို့အတွက်ဆန္ဒမရှိတော့တာကြောင့်တနက်ကိုမိမိကိုယ်ကိုချိန်ရွယ်ပြီးသူ့ရဲ့ဇလန်းကိုအဆုံးသတ်ဖို့အတွက်ပြင်လိုက်ပါတယ်။အဲဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်လေးတစ်ခုကသူ့ကိုလမ်းခေါ်လိုက်တာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာဆိုမီလေးဖြစ်နေခဲ့ပါတယ်။ဆိုမီလေးကဝမ်းသာအားရနဲ့ဦးလေးကြီးသမီးကိုလာခဲ့တာလားဟဲလို့မေးပေမဲ့တေးစစ်ကအနားကိုအကန့်မခံပဲသူ့ကိုယ်ပေါ်ကသူ့ရဲ့ကလေးငယ်ကိုစွန့်နှင်သွားမှကြောက်နေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဆိုမီကတော့ဘာမှဂိမ်းမဆိုင်ပဲပြေးလာခဲ့ပြီးတေးစစ်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တာကြောင့်အဲဒီစက္ကန့်လေးတည်းမှာပဲတေးစစ်ရဲ့ရင်ထဲကအပူမီးတွေငြိမ်းအေးသွားခဲ့ပြီးတပ်ပြင်းချနိုင်ခဲ့ပါတယ်။တကယ်တော့ခွဲစစ်ဆရာဝန်ကဆိုမီလေးကိုခွဲစစ်ဖို့ပြင်နေချိန်မှာလူသက်သမားရိုဝန်ကစိတ်ပြောင်းသွားခဲ့ပြီးဆရာဝန်ကိုတတ်ခါဆိုမီလေးကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။ပလင်းတွေကမျက်လုံးတွေကတကယ်တော့အဲ့ဒီခွဲစစ်ဆရာဝန်ရဲ့မျက်လုံးတွေဖြစ်ပြီးမကြခင်မှာပဲရဲတွေရောက်လာပြီးတေးစစ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ရဲစခန်းကမသွားခင်တေးစစ်ကရဲတွေကိုနောက်ဆုံးကူညီတစ်ခုတောင်းဆိုခဲ့ပါတယ်။သူဟာဆိုမီလေးကိုအဖိုးကြီးရဲ့စတိုးဆိုင်လေးစီခေါ်သွားခဲ့ပြီးကျောင်းသွားလို့ရအောင်နဲ့သူမရဲ့ကိုယ်ပိုင်နာဂလေးတိစောက်နိုင်အောင်အတွက်ကျောင်းလွယ်အိမ်နဲ့စာရေးကိရိယာတွေကိုဝယ်ပေးခဲ့ပါတယ်။အခုချိန်ကစပြီးကိုယ်တိုင်ရက်တီပြီးအသက်ရှင်ဖို့တင်ယူရန်တေးစစ်ကဆိုမီလေးကိုပြောပြနေပါတယ်။အဲ့ဒီနောက်ဦးလေးကြီးမသိချင်အောင်ဆောင်ခဲ့တာတွေအတွက်တောင်းပန်ပါကြောင်းနဲ့တကယ်တော့ဦးလေးကြီးကသမီးနဲ့အရန်နီးကပ်သွားမှာအရန်ခင်တဲမိသွားမှာကိုကြောက်လို့ပါဆိုပြီးရှင်တွင်းကစကားတွေကိုပြောပြလိုက်ပါတယ်။ဒီစကားကိုကြားတော့ဆိုမီလေးကဝမ်းသာအားရနဲ့လက်နက်ဘက်ကိုစန်တန်းပြီးတေးစစ်ကိုဖတ်ထားလိုက်ပါတယ်။ဒီနွေထွေးတဲ့ပွေးဖက်မှုလေးတစ်ခုတည်းကပဲနှစ်ပေါင်းများစွာအမာရွေးတွေထင်နေတဲ့တေးစစ်ရဲ့နှလုံးသားကိုအရေးပြောသွားစေခဲ့ပါတယ်။သူ့ဘဝမှာပထမဆုံးအချိန်ဖြစ်နှစ်ပေါင်းများစွာဟန်ဆောင်တင်းခံနေခဲ့ရတဲ့တေးစစ်ဟာကလေးငယ်လေးတယောက်လိုရှက်ကြီးတငယ်ငိုကြွေးနေပါတော့တယ်။အရာအားလုံးကိုဆုံးရှုံးခဲ့ရတဲ့လူတစ်ယောက်ဟာသူ့ကိုလူသားတစ်ယောက်လိုပြန်လည်ခံစားရအောင်လုပ်ပေးခဲ့တဲ့ကလေးမလေးတစ်ယောက်ကိုကယ်တင်ဖို့အတွက်အမောင်မိုင်ဆုံးလောကတွေကိုပြန်လည်ခြေချခဲ့ပါတယ်။တေးစစ်တစ်ယောက်ထောင်ချကောင်းကြနိုင်ပေမဲ့နှစ်ပေါင်းများစွာအတွင်းမှာပဲပထမဆုံးအချိန်ဖြစ်သူ့ရဲ့စိတ်ဝိညာဉ်ဟာလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။သူကဆိုမီလေးကိုကယ်တင်ခဲ့တာမဟုတ်ပဲတကယ်တော့ဆိုမီလေးကသာသူ့ကိုကယ်တင်ပေးခဲ့တာပဲဖြစ်ပါတော့တယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းကောင်းလေးတွေကိုကြည့်ရှုခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ City Yangon Recap Channel လေးကို Like and Subscribe လုပ်ထားပေးလို့ရပါတယ်။
အဆုံးထိကြည့်ရှုပေးခဲ့တဲ့တဦးတစ်ယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးတဲ့ကိုလဲမဲ့ဖြစ်ပါတယ်